အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ EPS သင်ရိုးသစ်အခန်းခွန်လေးကိုရောက်လိုက်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခန်းခွန်လေးကိုလေ့လာကြည့်ကြမယ်နော်အဲ့တော့အခန်းခွန်မှာဆိုရင်ဘာအကြောင်းလေ့လာမလဲဆိုရင်ခေကြောကွာနာရှိတဲ့နော်ဟုတ်လားဥဒုနဲ့ယာတိဥဒုနော်အဲ့တော့ဥဒုနဲ့ယာတိဥဒုအကြောင်းကိုလေ့လာရမယ်ခေကြောဆိုတာဗာလဲဥဒုနော်ຫນွေမိုးဆောင်ကိုပြောရင်ຫນွေမိုးဆောင်မြန်မာပြည်မှာဆိုရင်ဥဒု3ပါကိုရီးယားမှာဆိုရင်တော့ဥဒု4ပါရှိနော်အဲ့ဒီအကြောင်းလေးကိုလေ့လာမှာဖြစ်ပါတယ်နောက်နာရှိဆိုတာကယာတိဥဒုကနေ့စဉ်ဖြစ်ပျက်နေတဲ့ဝဲသားကိုအကြောင်းကိုပြောရအောင်နော်ဝဲသားနော်အမိုးရွာတဲ့နေပူတဲ့လေတိုက်တဲ့နှင်းကြတဲ့မိုးအုံတဲ့စသဖြင့်ဒီနေ့စဉ်ဖြစ်ပျက်နေတဲ့ယာတိဥဒုအခြေအနေကိုပြောမယ်ဆိုရင်နာရှိနော်အဲ့တော့ခေကြောနဲ့နာရှိကိုဝဲကိုပြပြသိထားရမယ်နော်ဟုတ်ပြီနော်ခေကြောဆိုတာနေမိုးဆောင်ဥဒုကိုပြောပြီးတော့နာရှိဆိုတာနေ့စဉ်ပြောလို့ရနေ့နော်နေ့စဉ်ယာတိဥဒုအခြေအနေကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့အောက်မှာဆိုလို့ရှိရင်စကားပြောလေးရှိပါတယ်အပြန်လည်ပြောထားဦးနဲ့တော့ဒီနေ့ကတော့နားရှိကယာတိဥရုကအော်တေကိုဘလို့လဲနော်ယာတိဥရုဘလို့လဲလို့မေးလိုက်တဲ့အခါမှာနောမှုအယံဒေါ်ယိုပူတယ်နော်အယံပူတယ်လို့ဆိုပြီးတော့ပြောသွားတယ်နော်ဟုတ်ပြီအောက်ကမွန်ဘော့တရအဲ့တော့တရာလေးကဘာအကြောင်းလဲဆိုရင်ဘာနော်ဘူးကျူချိမူမမှန်နော်မူမမှန်နေဟလာဟွာလျုံအတုံးချနော်အတုံးချတယ်အဲ့တော့ဘာအသက်မူမမှန်နေအကြောင်းကိုလေ့လာရမှာဖြစ်ပါတယ်နော်အဲ့တော့ဘာအသက်မူမမှန်နေကိုကျွန်တော်လေ့လာတော့မယ်ဆိုရင်ဘာလုပ်ထားမလဲဆိုရင်ရိုးပုံစံပြောင်းတော့ကကျွန်တော်သိထားရမှာကမူမမှန်လေးတွေသိထားရမယ်နော်မူမမှန်လေးတွေအဲ့တော့ဘာအသက်မှာဆိုရင်ကျွန်တော်မှန်တာတွေနော်မှန်တာလေးကရှစ်လုံးပဲရှိရဖြစ်တဲ့အတွက်အဲ့ဒီရှစ်လုံးကိုမှတ်ထားရမယ်အဲ့ဒါဘာလဲဆိုရင်ဂျောဂျိုဘိုးနော်ရှိဒီဂျာဂျီအော်ဆိုတဲ့သကလုံးရှစ်လုံးရှိပါတယ်နော်အဲ့တော့ဒီရှစ်လုံးကじゃမှန်တာဖြစ်ပါတယ်ဘာသက်တွေဖြုတ်ကြမလို့ဘူးဥပြောင်းကြလည်းမလို့နော်အဲ့ဒီရှစ်လုံးကလွဲရင်ဒီဘာလေးကိုဘာလုပ်ပြလိုက်မလဲဖြုတ်ပြရမယ်ဖြုတ်ပြပြီးတော့ဥပြောင်းပေးရနော်ဟုတ်ပြီလားအဲ့တော့ဒီကျန်တဲ့ရှေ့ကဂျောဂျိုဘိုရှိဂျာဂျီအော်ဆိုတဲ့သကလုံးရှစ်လုံးကတော့ပြောင်းစရာမလိုဘူးနော်ဟုတ်ပြီအဲ့တော့မူမမှန်လေးတွေပြောင်းပေးရမယ်တဲ့နောက်တစ်ခုကတရားဆိုရင်တရားက am ဆိုတဲ့တရားပေါ့နော် am plus but ပေါ့ am plus but နော် am plus but ဘာဘူးပေါ့နော်မသွားဘူးမလုပ်ဘူးမစားဘူးအငင်းဝါကြလုပ်တဲ့အခါမှာဆိုရင်ဒီ am ဆိုတဲ့တရားလေးကိုသုံးပေးရတာဖြစ်ပါတယ်နော်နောက်ပြီးနောက်တစ်ခုကဘာလဲဆိုရင် all we ဝေါ်ဟာရအဲ့တော့ဒီအခန်းမှာဆိုရင်ဝေါ်ဟာရကဘာတွေအကြောင်းလေ့လာမလဲဆိုရင်ခေကြောဥဒုအကြောင်းလေ့လာလူမျိုးဆောင်နောက်နားရှိရာသီဥတုဝဲသားနေ့စဉ်ဖြစ်ပျက်နေတဲ့အကြောင်းကိုလေ့လာရမယ်။နောက်မူးနွားဝါကြောင့်ဘူးယဉ်ကျေးမှုနဲ့တည်င်းချက်လက်အဲ့တော့မူးနွားဝါကြောင့်ဘူးယဉ်ကျေးမှုနဲ့တည်င်းချက်လက်ကိုလေ့လာမယ်ဆိုရင်ဘာအကြောင်းလဲဆိုရင်တဲ့နားရှိအကြောင်းကိုလေ့လာမှာဖြစ်ပါတယ်။ရာသီဥတုအကြောင်းကိုလေ့လာရမှာဖြစ်ပါတယ်။ဟုတ်ပြီနော်။ကဲဟုတ်ပြီအောက်ကိုဆက်သွားမယ်။အဆုမိုးဖြိုလေ့ကျင့်ရန်ရည်ရွယ်ချက်တဲ့အဆုမိုးဖြိုလေ့ကျင့်ရန်ရည်ရွယ်ချက်ဂျိုဟာနော်တဲ့ကြိုက်တဲ့ခေကြောတဲ့ဟဲ့နော်ဥဒုနဲ့ပတ်သက်ပြီးဒီမှာဆိုရင်အေဒေဟဲဆိုတာ noun plus အေဒေဟဲတွေ့တယ်နော် noun plus အေဒေဟဲနဲ့ပတ်သက်ပြီးလို့အဓိပ္ပာယ်ရနော်ကေကြောရေဒေဟဲ noun နဲ့ပတ်သက်ပြီးဥဒုနဲ့ပတ်သက်ပြီးမာရစုိတာပြောနိုင်ပါတယ်အေဒေဟဲနော်အေဒေဟဲပါနဲ့ပတ်သက်ပြီး noun နဲ့ပတ်သက်ပြီးဟလားဥဒုနဲ့ပတ်သက်ပြီးတော့ပြောနိုင်ပါတယ်နောက်နာရှိဧတေဟေဒီမှာလဲဧတေပါပဲเนาะနာရှိဆိုတာယာတိဥရုဧတေဟေဆိုတာဗာလဲနဲ့ပတ်သက်ပြီးယာတိဥရုနဲ့ပတ်သက်ပြီးမုကိုဘိုးဆိုတာကပြီးဗပလကိုမုကိုဘေးပြီးဒေရဖာဆွေတာဖြေနိုင်ပါတယ်ဒါပြီးเนาะနောက်ပလကိုနောက်ပြီးကဲအောက်ကိုဆက်သွားမယ်အောက်က all we eat เนาะ all we ရောတာတစ်ပါလေခေချောဥဒုပါเนาะအဲ့တော့ဥဒုတွေကိုလေ့လာမယ်ဆိုရင်ဒီမှာဆိုရင်ကိုရီးယားကຫນွေဥပေါ့เนาะဘုံဆိုတာဗာလဲຫນွေဥရောရုံຫນွေနှောင်းခါဥဆောင်းဥရောဥဆောင်းနှောင်းဆိုပြီးတော့ဥဒု၄ပါရှိပါတယ်เนาะအဲ့တော့ຫນွေဥဘုံဆိုတာဗာလဲຫນွေဥအဲ့တော့ຫນွေဥကဘယ်နှလပိုင်းဆိုရင်3 4 5နော်3လပိုင်း4လပိုင်း5လပိုင်းကတော့ຫນွေဥရာသီဖြစ်ပါတယ်သူ့ရဲ့ရာသီဥတုအခြေအနေကတာတုထာရာຫນွေထွေးတယ်နော်ຫນွေထွေးမယ်နောက်ပန်းလေးတွေပွင့်မယ်ပေါ့နော်ချယ်ရီပန်းတွေအဓိကပွင့်ကြပါတယ်ဟုတ်ပြီနော်ချယ်ရီပန်းတွေပွင့်ကြပါတယ်ຫນွေဥရာသီရောက်ပန်းတွေပွင့်ကြတယ်ဟုတ်ပြီဒါຫນွေဥပါနောက်တစ်ခုရောတော့ຫນွေနှောင်းရဲ့လတွေကကျတော့6လပိုင်း9လပိုင်း10လပိုင်းမှာ6 8ပါຫນွေဥရဲ့နော်
နွေဦးရာသီကဘယ်နှလပိုင်းလဲဆိုရင်6ခွန်8သူ့ရဲ့ရာသီဥတုအခြေအနေကတော့ ဒေါတာတဲ့ပူတယ်ကိုရီးယားနိုင်ငံရဲ့အပူဆုံးလတွေပေါ့နော်ဒါတွေကတော့ဟလာ6ခွန်8အဲ့တော့6ခွန်8ထဲမှာခွန်8ကတော့အပူဆုံးပေါ့နော်အပူဆုံးလဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့နွေရာသီပိတ်ရက်ဆိုပြီးတော့လည်းဒီ9လပိုင်း10လပိုင်းထဲမှာပဲပိတ်တယ်9လပိုင်းကုန်10လပိုင်းပထမပတ်ဒီလောက်မှာပိတ်ကြပါတယ်နွေရာသီပိတ်ရက်ဆိုပြီးတော့အနည်းဆုံး3ရက်5ရက်9ရက်စသဖြင့်အလုပ်တွေပိတ်ကြပါတယ်ဒါဆိုရင်ကမ်းခြေသွားကြတယ်ပေါ့နော်ကမ်းခြေနာမည်ကြီးဆုံးကမ်းခြေဖြစ်တဲ့ဘူဆန်မှာရှိတဲ့ဟဲအွန်ဒဲကမ်းခြေကိုသွားကြတာများပါတယ်နော်။နောက်ကဥဆောင်းဥဆောင်းဥရာသီရဲ့လတွေရတော့9 10 11ဒီ3လပေါ့နော်ဒီ3လပါ9 10 11ကတော့ဆောင်းဥရာသီလေးဖြစ်ပါတယ်။အဲ့တော့ဆောင်းဥရာသီမှာဆိုရင်တော့ရှီဝေါနာတာအေးမြနော်နေလို့ထိုင်လို့အကောင်းဆုံးပေါ့လေနော်နေလို့ထိုင်လို့ကောင်းပါတယ်အေးမြအဲ့တော့ဒီ6လပိုင်းမှာဆိုလို့ရှိရင်တော့ဒီမှာလည်းပိတ်ရက်တွေရှိသေးတာပဲသူကကျတော့ကောက်တစ်စားပွဲတော့ချူစော့လို့ခေါ်တယ်ကောက်တစ်စားပွဲတော့ရှိတယ်အဲ့တော့ပိတ်ရက်အလေသွားလို့ရတယ်ပေါ့နော်အဲ့တော့နွေ6ခွန်8ခွန်8မှာလည်းနွေရာသီပိတ်ရက်ဆိုပြီးတော့ရှိတယ်6လပိုင်း10လပိုင်းမှာလည်းကောက်တစ်စားပွဲတော့ဆိုပြီးတော့ပိတ်ရက်ရှိပါသေးတယ်ပိတ်ရက်ကတော့3ရက်5ရက်9ရက်9ရက်စသဖြင့်အသီးသီးပိတ်ကြပါတယ်အဲ့တော့ဘယ်ဒီသွားကြလဲဆိုရင်တော့သူကတော့အဓိကတောင်တက်တယ်ပေါ့နော်နာမီဆော့လို့ခေါ်တဲ့နာမီကျွန်းနေဘက်ကိုသွားကြတာများပါပေါ့နော်အဲ့တော့တစ်ပင်ဘက်မှန်တွေရောင်သွေးစုံနေတဲ့ကာလပေါ့နော်ဒီလိုမျိုးရှိတယ်အရန်လာတဲ့ကာလလေးပါနောက်တစ်ခုကျော်ဥဆောင်းနောက်အဲ့တော့ဆောင်းနောက်သူကကျတော့ဗာလဲဆိုရင်12လပိုင်း1လပိုင်း2လပိုင်းပေါ့နော်အဲ့တော့ဒါကတော့ဆောင်းနောက်မှာသူ့ရဲ့ယာတီဥတုကတော့ချူတာအေးတယ်အရန်ကိုအေးတဲ့ယာတီပေါ့နော်နှင်းမှာကြာတာဖြစ်တဲ့အတွက်အရန်ကိုအေးပါတယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းပိတ်ရက်ရှိတာဆိုရင်နှစ်တစ်ကူဆိုပြီးတော့ရှိသေးတယ်နှစ်တစ်ကူနော်အဲ့တော့နှစ်တစ်ကူမှာဆိုလို့ရှိရင်လည်း2လပိုင်းလောက်ပေါ့နော်2လပိုင်းလောက်မှာဆိုရင်1လပိုင်းကုန်2လပိုင်း2လပိုင်းလောက်နော်2လပိုင်းမှာဆိုရင်နှစ်တစ်ကူတွေရှိတယ်ဒါဆိုလို့ရှိရင်အဲ့မှာဆိုလို့ရှိရင်လည်းပိတ်ရက်ရှိပါတယ်အဲ့ခါကျတော့ပိတ်ရက်ဆိုရင်ဘာလုပ်ကြလဲဆိုတော့သူကကျတော့နှင်းတောင်တက်ကြပါတော့အဓိကနှင်းချောစကိတ်တွေစီးတယ်နော်နှင်းတောင်တက်ကြတာများပါတယ်ဟုတ်ပြီကဲဒါလေးကတော့ကိုရီးယားနိုင်ငံရဲ့ဥရုလေးပါအကြောင်းကိုရှင်းပြပေးသွားတာဖြစ်ပါတယ်နော်အဲ့တော့ဒီထဲမှာဆိုရင်ကျွန်တော်တို့ဘယ်ဥရုကဘယ်လတွေရှိလဲဆိုတာကျွန်တော်တို့မှတ်ထားဖို့လိုပါတယ်ຫນွေဥဆိုရင်3 4 5 3လပိုင်း4လပိုင်း5လပိုင်းကຫນွေဥရာသီလို့ခေါ်ပြီးတော့6လပိုင်း9လပိုင်း10လပိုင်းကတော့ຫນွေနှောင်းရာသီလို့ခေါ်ပါတယ်9လပိုင်း10လပိုင်း11ကတော့ဆောင်းဥရာသီလို့ခေါ်ပြီးတော့12လပိုင်း1လပိုင်း2လပိုင်းကတော့ဆောင်းနှောင်းရာသီလို့ခေါ်ပါတယ်နော်အဲ့တော့ပြီးတော့နောက်တစ်ခုကຫນွေဥရာသီမှာဆိုရင်ရာသီဥတုအခြေအနေကဘယ်လိုရှိလဲຫນွေထွေးတယ်ຫນွေနှောင်းမှာဆိုရင်အရန်ပူတယ်ဆောင်းဥရာသီမှာဆိုရင်အေးမြပြီးတော့ဆောင်းနှောင်းရာသီမှာဆိုရင်အရန်အေးတယ်ဒါလေးတွေမှတ်ထားဖို့လိုအပ်ပါတယ်ဟုတ်ပြီနော်ဟုတ်ပြီအောက်မှာမီနင်းလေးတွေပါသေးတယ်မီနင်းလေးတွေဖတ်ကြည့်အောင်ရွှိတာဆိုတာကလွယ်ကူသည်အော်လျတာဆိုတာခက်သည်ခြာကတ်တာဆိုတာကအေးသည်တူကတာဆိုတာကပူသည်နော်အဲ့တော့ဒါတွေကချူတာဟာလာချူတာနဲ့ဘာကွာလဲခြာကတ်တာကနော်ခြာကတ်တာနဲ့ချူတာဘာကွာလဲဆိုရင်ခြာကတ်တာအေးတယ်ဆိုတာကအရာဝတ္ထုတွေအေးတာပေါ့နော်ဟာလာအရာဝတ္ထုတွေအေးမြတဲ့ခါမှာဆိုရင်တော့ချူတာကိုsorry ခြာကတ်တာကိုသုံးပါတယ်ဟိုချူတာကနားရှိရာဒီဥရုအေးတာပဲသုံးတယ်နော်နောက်တုကတာမှာလည်းအဲ့လိုပဲပူတီပေါ့နော်ပူတီသူကလည်းအရာဝတ္ထုအတွက်ပဲသုံးတာဖြစ်ပါတယ်ဟို doctor ပူတီဆိုတာကတော့ယာဒီsorry တုကတာပူတီဆိုတာကယာဝတ္ထုတွေသုံးပြီးတော့ doctor ပူတီဆိုတာကတော့ယာဒီဥရုတွေသုံးတာဖြစ်ပါတယ်နော်ဒါလေးလည်းခွဲမှတ်ထားရမှာဖြစ်ပါစင်တူ meaning တို့ပဲအဓိပ္ပာယ်မတူပါဘူးနော်ချူတာအေးဒီဘာအတွက်လဲယာဒီဥတုအတွက်ခြာကတာအေးဒီဘာအတွက်လဲယာဝတ္ထုအတွက်နောက်တစ်ခုတုကတာပူဒီဘာအတွက်လဲအရာဝတ္ထုတွေဒေါက်တာပူဒီယာဒီဝတ္ထုတွေဖြစ်ပါတယ်နော်နောက်ကနော်မူဆိုတာကအရန်ဂျိုဂုံဆိုတာကနည်းနည်းယောငေါဆိုတာအင်္ဂလိပ်စာအော်တေယိုဆိုတာဘယ်လိုလဲအောက်ကိုဆက်သွားမယ်ဂရီမှုပုံကိုတဲ့ဘိုးကိုကြည့်ပြီးဘိုးကြီးဝါဥပမာနဲ့ဂါချီအတူတူဒေဝါတို့စကားပြောကို150ကိုပြည့်စုံအောင်လုပ်ပါအဲ့တော့ तू ကဥပမာလေးဒီမှာပေးထားတယ်ဥပမာလေးပေးပြီးတော့ပုံကိုကြည့်မယ်ဘာဥရုလဲဆိုတာရေးပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ခုနဆရာတို့အပေါ်မှာလည်းပြောခဲ့တယ်ဘာဥရုလဲဆိုတာကြည့်ခဲ့ပါဆိုနော်ပြောခဲ့ပါတယ်အဲ့တော့ကြည့်အောင်ခေါင်းစဉ်လေးကိုဖတ်မယ်မူစွန်းကဲကြောရီရောဘာဥရုလဲကဲကြောလို့ထားမယ်နော်မူစွန်းကဲကြောရီရောဘာဥရုလဲဘာဥရုလဲဆိုတော့ဒီမှာကြည့်လိုက်သိရွယ်လေးတွေကျွေးနေတယ်သိရွယ်လေးတွေကျွေးနေတယ်ဆိုရင်ဒါကဆောင်းဥရာသီနော်ဆောင်းဥရာသီဖြစ်ပါတယ်သိရွယ်တွေကျွေးတယ်နော်အဲ့တော့ဆောင်းဥရာသီကဘယ်လားလဲ9 10 17ပါ9 10 17နော်သူရဲ့လားတွေက
9 10 11ဒါအဆောင်းဦးရနော်ပုံလေးကိုကြည့်ပြီးတော့ဘာဥရုလဲဆိုတော့ကျွန်တော်သိနိုင်ရမယ်သိထားရမယ်သိရမယ်နော်နော်မူစွန်ကဲကြောရီရောဘာဥရုလဲတဲ့ဘာဥရုလဲဆိုဒီမှာဘောကွင်းကြီးနဲ့နော်ဘောကွင်းကြီးနဲ့ဆိုဘာလို့ပါရေကူးမယ်ပင်လေသွားမယ်ပယ်လာတွေမှာလဲ6ခွန်8ခွန်8 6ခွန်8မှာ6ခွန်8ကဘယ်လာတွေထဲမှာပါတယ်ခုနပုံမှာပြောသွားတယ်ຫນွေဦးရာຫນွေနှောင်းရာဒီထဲမှာပါတာဖြစ်ပါတယ်နော်အဲ့တော့နော်ဆရာတို့ပြန်ရေးမယ်ယောရွန်မီကိုຫນွေနှောင်းဖြစ်ပါတယ်ဒါလေးရေးပြင်ပြပြီနော်နောက်တစ်ခုဒီဘက်မှာဆိုရင်မူစွန်းငယ်ကြောရီရောဘာဥရုလဲဒီမှာနှင်းရုပ်လေးနဲ့ဖြစ်ပါတယ်နှင်းရုပ်လေးကဘယ်ဥရုမှာလဲကြာဆိုရင်စောင်းနှောင်းရာဒီမှာကြာရောဥဒီရေရောစောင်းနှောင်းရာဒီဖြစ်ပါတယ်သူ့ရဲ့လတွေကတော့12လပိုင်း1လပိုင်း2လပိုင်းနေဖြစ်ပါတယ်စောင်းနှောင်းရာဒီကနော်အဲ့တော့ဒီຫນွေဥပေါ့နော်ຫນွေနှောင်းကတော့ဘယ်လတွေလဲຫນွေနှောင်းကကြတော့ဆရာတို့6ခွန်8 6ခွန်8ကတော့ຫນွေနှောင်းနောက်မူစွန်ကဲကြောရီရောဘာဥရုလဲဒီမှာပန်းလေးတွေပွင့်နေတယ်ပန်းလေးတွေပွင့်တာပဲဥရုလဲຫນွေဥမှာပွင့်တာဖြစ်ပါတယ်နော်ဘုံမီရေရောဘုံကဘယ်လတွေလဲ3 4 5နော်ဘုံက3 4 5တွေဖြစ်ပါတယ်နောက်ဂါဥရွန်နဲ့ဆောင်းနှောင်းကတော့နားစီကယာတိဥရုကအော်တဲယိုဘယ်လိုလဲဆောင်းဥကတော့ဗောနော်ဂါဥရွန်ဆောင်းဥကတော့နားစီကယာတိဥရုကအော်တဲယိုဘယ်လိုလဲအဲ့တော့ဆောင်းဥယာတိကဘယ်လိုလေးလဲအေးမြတာဗောဆောင်းဥကတော့ရှီဝေါနေယိုရှီဝေါနေနော်ဆောင်းဥယာတိကအေးမြတယ်ရှီဝေါနေယိုနော်နေလို့ထိုင်လို့အကောင်းဆုံးလားနော်အေးမြတယ်အရန်ပူလည်းမပူဘူးအေးအရန်ကြီးအေးကြိုက်နေအောင်လည်းမဟုတ်ဘူးနော်ဟုတ်ပြီအဲ့တော့ဒါလေးတွေကတော့ကျွန်တော်တို့နော်ဟိုပုံလေးတွေကိုကြည့်ပြီးတော့ဘာဥရုလဲဘလို့ဖြစ်နေတယ်လဲယာတိဥရုကပူတာလားအေးတာလားချမ်းနေရလားအရန်ပူနေရလားအေးမြနေရလားဆိုတာကိုဖြေပေးသွားရတာဖြစ်ပါဒါမယ်နော်ဟုတ်ပြီကဲအဲ့ဆိုရင်ဆက်သွားရအောင်အောက်ကဘာလဲဆိုရင်မွန်ဘောအီနော်အဲ့တော့တရားလေးဖြစ်ပါတယ်တရားဆိုရင်မူမမှန်အကြောင်းကိုလေ့လာမှာဖြစ်ပါတယ်နော်အဲ့တော့မူမမှန်အကြောင်းကိုလေ့လာတော့မယ်ဆိုရင်ဆရာတို့ခုနပြောထားတဲ့ဘာအသက်လေးတွေရှိပါတယ်အဲ့တော့ဘာအသက်ကမူမမှန်တဲ့ဘာဘူးပြူချီဆိုတာမူမမှန်ဝါလုံအသုံးချခြင်းဘယ်လိုအသုံးချမှာလဲဖတ်ကြည့်အောင်နော်ယုံငောနေတာယုံငောဆိုတာကကရိယာတွေ HT တွေပေါ့နော်ဟာလားကရိယာနာမဝိသေသနာတွေရဲ့နော်ကရိယာနာမဝိသေသနာတွေရဲ့ organic နော်ဒီ organ ဆိုတာကဘာကိုဆိုလိုတာလဲဆိုလို့ရှိရင်အရင်းခံပေါ့နော်အရင်းခံအရင်းမြင့်နော်ကရိယာနာမဝိသေသနာရဲ့မူရင်းပေါ့နော်မူရင်းဘဥရောဆိုတာကနဲ့မူရင်းဘနဲ့ပေါ့နော်ဘအတတ်နဲ့ကရိယာနာမဝိသေသနာရဲ့မူရင်းဘနဲ့ဘာနဲ့ကုဏ္ဏနောဆိုတာကဆုံးတတ်တဲ့အဆုံးတတ်တဲ့ဤဘူးဆိုတာဒုံစာဤဘူးဒုံစာဆိုတာကတချို့ကရိယာတဲ့နာဆိုတာကသို့မဟုတ်ကရိယာတချို့သို့မဟုတ်ဖြောင်းယုံစာက AGT ကနော် AGT တွေကတဲ့နော် AGT တွေကAGT တွေကနာမဝိသေသနာတွေကတဲ့မိုးဦးတဲ့မိုးဦးမှုတို့တရနေချီကြခါနောစတင်တဲ့ဩမီဝါဩမီဝါဆိုတာဩမီဆိုတာကအဆုံးစကလုံးအဆုံးနော်အဆုံးစကလုံးနဲ့ဒေါရဖာတေပေါင်းစပ်တဲ့အခါတဲ့ဒေါရဖာတေဆိုတာဗာလဲပေါင်းစပ်တဲ့အခါယုံငောဩဂန်နဲ့ဆိုတာကကရိယာနာမဝိသေသနာရဲ့မူရင်းဘဤဆိုဘာကကရိယာနာမဝိသေသနာရဲ့မူရင်းဘကဥရိုဥတို့ဘာကွင်းတာပြောင်းသွားပါတယ်ဟုတ်ပြီနော်အဲ့တော့မူမမှန်တွေကဘာလုပ်လဲဆိုရင်ဘာအတက်ကနေဘာကိုဖြုတ်ပြီးတော့ဥပြောင်းရတာဖြစ်ပါတယ်နော်အဲ့တော့အပေါ်မှာဆရာပြောခဲ့မပြောင်းရတာဘယ်နှလုံးပဲရှိလေ၈လုံးပဲရှိတယ်အဲ့ဒီ၈လုံးတော့မပြောင်းရဘူးကျန်တဲ့လုံးတွေဘာလုပ်မလဲဘာကိုဖြုတ်ပြီးတော့ဥကိုပြောင်းပေးရမယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်နော်ဒါလေးကရုပ်ပုံစံကျွမ်းကျင်မှရမယ်နော်ရုပ်ပုံစံကျွမ်းရမှာဖြစ်ပါတယ်ကြည့်အောင်နော်အဲ့တော့အောက်ကနားရှိကယာဒီဥရုကနောမူအယံဒေါဝောယိုပူတယ်နော်အဲ့တော့ဒီမှာကြည့်နော်ဒေါဝောယိုဒေါတာဘာလို့ဒီလဲမူရင်ဘက်ကပူသည်
အဲ့တော့ပူဒီကနေဘာဖြစ်သွားဒေါဝဒေါတာနေဘာဖြစ်သွားလဲဒေါဝယူဖြစ်သွားတယ်ဒေါဝယူဖြစ်ရတဲ့အကြောင်းရင်းဘယ်လိုဖြစ်သွားလဲဒီမှာဆိုလို့ရှိရင်ခုနအပေါ်မှာပြောသွားတဲ့ဇာတ်ရှစ်လုံးထဲမှာမပါဘူးပေါ့နော်ဂျောဂျိုပိုရှိဤဂျာကြီးအော်ထဲမှာမပါဘူးနော်တော့ပြန်ရေးပြန်မယ်နော်ဂျိုပိုရှိဒီဂျာကြီးအော်ဟုတ်ပြီနော်ဟုတ်ပြီလားအဲ့တော့ဂျောဂျိုပိုရှိဤဂျာကြီးအော်ထဲမှာဒီရှစ်လုံးထဲမှာဒီဘာသာပါလားမပါဘူးနော်အဲ့တော့မပါတာဖြစ်တဲ့အတွက်အဲ့ဘာကဖြုတ်ပြန်ဒေါ်ပြောင်းပြီနော်ဒေါ်ဘာလုပ်လိုက်မလဲဖြုတ်လိုက်မယ်ဥပြောင်းလိုက်နော်အဲ့တော့ဥပေါင်းလိုက်တယ်ဥပေါင်းလိုက်ဥမှာကြည့်အာရဟုတ်လားမဟုတ်တော့အောပေါင်းလိုက်တယ်ဒေါ်ဝေါ်ယူဆိုပြီးတော့ဒီတိုင်းလေးဖြစ်သွားတာနော်ဒီတိုင်းလေးဖြစ်သွားတယ်နော်ဟုတ်ပြီအဲ့တော့နာရှိကနော်မူတော်ဝေါ်ယူရာတိတို့ရမ်းပူတယ်နောက်ယောငောဂုံမူကဆိုတာယောငောဆိုတာအင်္ဂလိပ်စာဂုံမူကလိလာရတာကအော်တေယောဘယ်လိုလဲတဲ့အင်္ဂလိပ်စာလိလာရတာရောဘယ်လိုလဲဆိုဂျိုကုန်းနဲ့နည်းနည်းအောလျောဝေါ်ယူခက်တယ်နော်အဲ့တော့ဒီမှာတစ်ချက်ကိုပြန်ကြည့်လိုက်အောလျောတာမူရင်းဘက်ကပါလဲအောလျောတာကဒီရှစ်လုံးထဲမှာပါလားမပါဘူးနော်မပါရင်မလုပ်မှာပဲလေပြောင်းမယ်နော်အဲ့တော့ပြန်ရေးမယ်အောလျောမပါရင်မလုပ်မလဲဘာကိုဖြုတ်လိုက်မယ်ဘာပြောင်းမလဲဥပြောင်းမယ်ဥပြောင်းလိုက်ပြီးတော့အာရဟုတ်လားမဟုတ်ဘူးမဟုတ်တော့အောယိုပေါင်းတယ်အောလျောဝေါ်ယိုနော်အဲ့တော့ဒီရှစ်လုံးပဲကြက်ထားပါဒီရှစ်လုံးပဲနော်အဲ့တော့ဒီရှစ်လုံးရတယ်ဆိုလို့ရှိရင်ပြီးပြီအဲ့ဒါအဲ့ဒီရှစ်လုံးထဲမှာပါလားအဲ့တော့ဘာတတ်တွေတွေ့တိုင်းနော်ဂျောဂျိုပိုရှိဤဂျာကြီးအော်ဒီရှစ်လုံးထဲပါလားမပါဘူးဆိုရင်အဲ့ကောင်ကိုဖြုတ်မပါဘူးဆိုရင်ဘာကိုဖြုတ်ပြီးတော့ဥပေါင်းလိုက်ပါရမယ်နော်ဒါဘာတတ်အကြောင်းလေးပါဟုတ်ပြီနောက်ဒီဘက်ကိုဆက်လေ့လာကြည့်ရအောင် organ နဲ့တဲ့ organ နဲ့ဆိုတာကဘာလဲဆိုလို့ရှိရင်မူရင်းရဲ့ဗဥရောမူရင်းဗနဲ့ပေါ့နော်မူရင်းကပါလာတဲ့ဗနဲ့တဲ့ကွန်နာနောဆုံးတဲ့ဒုံးစာနော်ကရိယာသို့မဟုတ်တဲ့ဟျောင်းယုံစာ adjective ဂျူးကတွေ့ထဲမှာဂျူးတွေ့ထဲမှာကရိယာတွေ adjective တွေထဲမှာတဲ့ chapter ita jota chapter ဆိုတာဖမ်းသည် ita ဆိုတာဝတ်သည် jota ဆိုတာကျင်းသည်ဂျုံကစသည်တို့ကတော့ gyuchi မူမှန်ဟွာလျုံကိုဟန်တာမူမှန်နေနဲ့သုံးပြရတာဖြစ်ပါတယ်အဲ့တော့သူတို့ဒီထဲမှာတော့သုံးလုံးပဲပေးထားတယ်ပေါ့နော်သုံးလုံးပဲပေးထားတယ် chapter ရဲ့ ita ရဲ့ jota နော်တကယ်တမ်းသုံးလုံးမကဘူးဆရာရေးပေးထားတဲ့ရှစ်လုံးရှိတယ်နော်သူတို့ကတော့ပြောမှာဂျပ်ပါတယ်ဣပါတယ်ဂျပ်ပါတယ်ဂျိုးပါတယ်ပေါ့နော်သူကတော့ဒီမှာဒီသုံးလုံးဒီဣရဲ့ဂျပ်ရဲ့ဂျိုးရဲ့နော်ဂျိုးမဟုတ်နော်ဂျိုးဒါလေးပဲပါတယ်နော်ဟဲ့လားဒီသုံးလုံးပဲပါတယ်သူတို့ကတော့ဒါပေမဲ့တကယ်တမ်းဘယ်နှလုံးရှိလဲရှစ်လုံးရှိရဲ့အဲ့ဒီရှစ်လုံးကတော့တဲ့နော်မူမှန်နေဖြစ်ပါတယ်တဲ့အဲ့ဒီရှစ်လုံးကအဲ့ဒီမူမှန်ဆိုရင်ဆရာတို့ပြောင်းစရာမလိုဘူးကြည့်ဆဲပါကြည်တို့ဘောင်းမီအစ်စ်ကိုဤဘော့ဆော့ယိုဒီမှာကြည့်ဣတာဒီမှာပါတယ်မလားဣတာနော်ဣတာပါတယ်ဟဲ့လားနော်ဣတာပါတယ်နော်ယောဂီနော်ဒီမှာဣတာပါတယ်အဲ့တော့မပြောင်းအဲ့ရှစ်လုံးဆိုရင်ပြောင်းစရာမလိုဘူးနော်နောက်ဆဲပါကြီးတို့ EO ဆောယိုတဲ့ဘောင်းမီတစ်ကိုတဲ့ဒီမှာချက်ပြောင်းထားတယ်ဒီရှစ်လုံးတွေတော့မပြောင်းနဲ့ပြောင်းလိုက်ရင်မလုပ်ပြီလေမှားပြီနားလည်မယ်နော်ဒါဆိုရင်ဘာတတ်မှုမှန်လေးပါဟုတ်ပြီကဲအောက်ကိုဆက်လက်လေ့လာကြည့်ရအောင်အဲ့တော့ဘောဂီဝါဥပမာနဲ့ဥပမာနဲ့ဂါချီအတူတူမွန်ချန်ကိုဝါကြကိုစုစေယိုရေးပါဥပမာနဲ့တူဝါကြလေးရေးခိုင်းနော်ဥပမာလေးကဒီမှာကြည့်နားရှိပေးထားတယ်ရာသီဥတုပေးထားတယ်ချုပ်တာပေးထားတယ်ဒါကိုဆရာတို့ကထည့်နော်ဟုတ်လားအဲ့တော့ဒီကော်မာလေးတွေ့တယ်မဟုတ်လားဒီကော်မာနေရာမှာဗာထည့်မလဲကထည့်ရအဲ့တော့ကတရားဘယ်နှမျိုးရှိတယ်ကဆိုတာက2မျိုးရှိတယ်ဘယ်လိုခွဲလဲအသက်ပါရင်ဤနော်အသက်မပါဘူးဆိုဘာထည့်ရလဲခါဟုတ်ပြီအဲ့တော့နားရှိဆိုတဲ့စကားလုံးမှာအသက်ပါလားမပါဘူးမပါတော့ဗာထည့်ရမလဲဆိုရင်ခါနော်နားရှိကရာသီဥတုကဒီနောက်မှာချုပ်တာလို့ပေးထားတယ်ချုပ်တာနော်အဲ့တော့ချုပ်တာလို့ပေးတဲ့အခါမှာခုနကတော့နော်အဲ့တော့ပြောင်းရမှာလားမပြောင်းရဘူးလားဆိုကြည့်မယ်ဂျောဂျိုပိုချီအီဂျာဂျီအော်ပါလားမပါဘူးမပါရင်ဘာလုပ်မလဲပြောင်းနော်ဒီရှစ်လုံးကနောက်လျှောက်ရနေရမယ်နော်ဂျောဂျိုပိုချီအီဂျာဂျီ
ရှစ်လုံးနဲ့ပါလားချုလို့ပါလားမပါဘူးနော်မပါလို့ယူပုံစံပြောင်းလိုက်တယ်ဘာကိုဖြုတ်ပြီးတော့နော်ဟုတ်ပြီအဲ့တော့ဒီအောက်မှာလည်းပေးထားတယ်အောက်မှာပေးထားတယ်ဒီမှာကြည့်ဟန်ဂူကောဂုံးဘူးတဲ့ကိုရီးယားသာလိလာချင်းဒီမှာဗာတွေ့ပြီလေကောမာတွေ့ပြီအဲ့တော့ကောမာတွေ့တဲ့နေရာမှာဗာထည့်မယ်ကထည့်မယ်ကကအသက်ပါမပါခွဲမယ်အသက်ပါလားမပါဘူးဂုံးမူမှာအသက်မပါလားဖြစ်တဲ့အတွက်ဗာထည့်မလဲဂါကိုထည့်လိုက်မယ်ဂုံးမူခါနောက်တစ်ခုဘတ်တက်လေးတွေ့ပြီရွှီတာတွေ့ပြီနော်တွေ့တဲ့အခါမှာဒီမှာပြန်ဆိုကြည့်မယ်ဂျောဂျိုပိုရှိဤဂျာဂျီရှစ်လုံးထဲမှာပါလားမပါဘူးမပါရင်ပြောင်းရမယ်ဟုတ်ပြီနော်အဲ့တော့ဘယ်လိုရေးရမလဲဆိုရင်ပြန်ရေးမယ်ဟန်ဘူဘောဘုံဘူကရွှီတာမပါတာဖြစ်တဲ့အတွက်ဘာကိုပြောလိုက်ပြီးဥပြောင်းမယ်ပေါင်းမယ်ယူရွှီရောယူဒီတိုင်းလေးရေးရမယ်နော်ရွှီရောယူနောက်တစ်ခုရောငေါဂုံးဘူးတဲ့ဒီမှာလည်းအသက်ပါလားကွန်မာနေရာမှာမပါဘူးမပိုင်ကာထက်မယ်ပြန်ရေးမယ်ရောငေါဂုံးဘူးကအင်္ဂလိပ်စာလေးလာရတာကအောလျောတာတဲ့ခက်တယ်နော်အဲ့တော့ခက်မခက်ဒီမှာအောလျောဆိုတဲ့စကားလုံးပါလားရှစ်လုံးထဲမှာမပါဘူးနော်ရောကြိုဖို့ရှိကြကြီးတော့မပါဘူးမပါတာဖြစ်တဲ့အတွက်ဘာလို့မလဲပြန်ပြီးတော့ပြောင်းပေးရမယ်အောလျောဝယိုနောက်မူးတဲ့မူးဆိုတော့ရေအဲ့တော့အသက်ကထည့်ခြင်းနဲ့ကွန်မာနေရာမှာအသက်ပါတာဖြစ်တဲ့အတွက် e ကိုထည့်မယ်မူရီခြာကတ်တာခြာကတ်တာအဲ့တော့ခြာကတ်တာဆိုတော့ဂျောဂျိုဘူရှိဂျာညိုထဲမှာမပါဘူးမပါရင်သူ့ကိုလည်းပြောင်းမယ်ခြာကဝေါ်ယူဒီကအေးတယ် copy ပြန်ရေးမယ် copy အဲ့တော့ copy မှာတက်ပါလားမပါလို့ကခါထည့်လိုက်တယ်တူကော့တာဘာတက်တွေ့ပြီဂျောဂျိုဘူရှိဂျာဂျီဟောတဲ့ပါလားမပါဘူးเนาะသူလည်းမပါရင်ပြောင်းမယ်နော်အဲ့တော့ပါတာရှစ်လုံးလည်းပဲရှိတယ်အဲ့ရှစ်လုံးကလည်းကျွန်တော်အကုန်ပြောင်းလို့ရတယ်ဝေါ်ယူပေါ့နော်ဒါကိုဖြုတ်ပြောင်းမယ်နားလည်လားဟုတ်ပြီနော်အဲ့တော့တစ်ခေါက်ပြန်ဖတ်ပြပါမယ်ဟန်ဂူကောဂုံးမူကဟန်ဂူကောဆိုတာကိုရီးယားဘာသာစကားဂုံးမူကလေးလာခြင်းကရွှေရောယူလွယ်တယ်နောက်ယောငေါဆိုတာကအင်္ဂလိပ်စာဂုံးမူကလေးလာခြင်းကအော်လျောဝေါ်ယူခက်တယ်မူရီရေကခြာကဝေါ်ယူအေးတယ်ကော်ဖီကတူကောဝေါ်ယူပူတယ်ရမယ်နော်ဒါဆိုဒီနားလိုက်မယ်နော်ဟုတ်ပြီကဲအောက်ကိုဆက်သွားမယ်အောက်ကဂရီမူပုံကိုဘိုးကိုကြည့်ပြီးဘိုးခီဝါဥပမာနင်ဂါချီအတူတူဒေဝါဟဲပူစေယူပြောကြည့်ပါအဲ့တော့ပုံကိုဘာလုပ်ရမလဲကြည့်ရနော်ပုံကိုကြည့်ရဟုတ်ပြီကြည့်ရအောင်ပုံကိုကြည့်မယ်သူကဘေကုံလေးကယောရမောနွေနှောင်းကတော့အော်တေယိုဘယ်လိုလဲပုံကိုကြည့်လိုက်ဘေကုံဖတ်ပြီးပုံကိုကြည့်လိုက်သူ့ရဲ့ပုံစံကြည့်လိုက်ဘာဖြစ်နေလဲအယမ်းပူနေတယ်အဲ့နော်မူဒေါ်ဝေါ်ယိုအယမ်းပူတယ်နောက်မီနင်းလေးတွေဖတ်ပြမယ်ယောရုံဆိုတာဗာလဲຫນွေနှောင်းယောဥဆောင်းနှောင်းဂျူစုဖြော်ရည်ဤအလုံးချုပ်တာဤသည်ဒေါက်တာဦးသည်ရွှိတာလွယ်သည်ခြာကတ်တာဤသည်ကဲအဲ့တော့ပုံကိုကြည့်ပြီးတော့မေးခွန်းလေးရေးမယ်နော်အဲ့တော့ဒီပုံကိုကြည့်လိုက်ခြင်းအဖြစ်ဆရာတို့ຫນွေနှောင်းမှန်းသိသွားတယ်အရန်ပူလို့နော်အဲ့တော့ຫນွေနှောင်းမှန်းသိသွားတော့ຫນွေနှောင်းကဘယ်လိုလဲပေါ့အဲ့တော့ဒီနံပါတ်1ဆိုရင်ပုံကိုကြည့်လိုက်မယ်ပုံကအရန်ကိုဘာလုပ်နေရလဲအေးနေတယ်အေးနေတော့ဘယ်လိုရေးမလဲအေးတာဘာလားလဲအရန်အေးတာကပျော်ဦးပေါ့ဟုတ်လားအဲ့တော့ပြန်ရေးမယ်ပျော်ဦးတော့ကောင်းတော့ကတော့ဟောတေရောဘယ်လိုလဲစောင်းနှောင်းရာသီဥတုကဘာဖြစ်နေလဲပုံကိုကြည့်လိုက်အရန်အေးနာမို့လားချူဘောယိုရန်အေးတယ်နံပါတ်1ဟုတ်ပြီနောက်တစ်ခုနံပါတ်2ကိုဆက်သွားကြည့်အောင်နံပါတ်2ကဟုတ်ပြီအဲ့တော့နံပါတ်2မှာဆိုလို့ရှိရင်ဒီမှာပုံကိုကြည့်လိုက်ပါเนาะပုံကိုကြည့်လိုက်မယ်ဗာလေးလေဖြော်ရည်လေးเนาะအဲ့တော့ဖြော်ရည်လေးအဲ့တော့ဖြော်ရည်ကဘယ်လိုလဲပေါ့ဂျူစုနော်ဖြော်ရည်ကဟော်တေယိုဘယ်လိုလဲကဲအဲ့တော့ဖြော်ရည်လေးကဘယ်လိုဖြစ်နေလဲဖြော်ရည်လေးကဘယ်လိုဖြစ်နေတာလဲအဲ့တော့ဒီမှာရေခဲတုံးလေးနော်ဒါရေခဲတုံးလေးနဲ့ဆိုဘာဖြစ်မှာအေးမှာပေါ့နော်ခြာကဝေါ်ယူဒါရာဝတ္ထုမလို့ခြာကဝေါ်ယူနဲ့သုံးသွားတယ်နားလည်မယ်နော်ဟုတ်ပြီနောက်နံပါတ်3ကိုပုံကိုကြည့်လိုက်ပါပုံကဘာဖြစ်နေတာလဲအလုံးလုံးတာမို့လားအဲ့တော့အလုံးဘယ်လိုလဲပေါ့ဤတော့အော်တေယိုလောက်ကဘယ်လိုလဲကဲသူ့လောက်ကအဲ့မှာသချင်းလေးတကြောနဲ့ဒါဆိုရင်လွယ်မလားခက်မလားသချင်းလေးတကြောနဲ့နော်သချင်းလေးနော်
သချင်းလေးဆိုတော့အေးစေးသာသာရရလုပ်နေတယ်ဒါသူလောက်ကဘာလုပ်မှလဲလွယ်တယ်လွယ်တာကိုရွှေရောယိုဟုတ်ပေါ့နော်ရွှေရောယိုဟုတ်ပြီလားဟုတ်ပြီအဲ့တော့ဒီမှာဆိုလို့ရှိရင်အပေါ်မှာလည်း meaning လေးတွေပါပါတယ်ဒီ meaning တွေကဒီမှာ juice ဆိုလည်းဒီကယူထားတယ်ခြာကာရောယိုဒီကယူထားတယ်ဟုတ်လားအဲ့တော့ဥမာစာနဲ့ဆက်မယ်ဆိုရင် juice ကဒီတိုင်းလာတာနော်အဲဒီနော်အလောက်ကပါလဲဒီတိုင်းလေးလာတယ်ရွှေရောယိုနောက်ဆောင်းနှောင်းရာသီကဒီလိုလေးလာတယ်နော်တောင်းအနွေနှောင်းကဒီလိုလေးတာဒါလေးတွေကိုဆက်ပြီးတော့ဝါကြလေးတွေဥပမာကဲ့သို့ဥပမာလိုမျိုးပြန်ပြီးတော့ဆရာတို့ရေးရတာဖြစ်ပါတယ်နားလည်လားဒီတိကျမယ်နော်ဟုတ်ပြီကဲအဲ့ဆိုရင်အောက်ကိုဆက်သွားကြည့်အောင်ဒေဝါဤဒေဝါဤဖတ်ကြည့်မယ်နော်တော့ခါလိုနဲ့ဂျာယာအပြန်လန်ပြောထားတယ်ပေါ့နော်ဂျာယာရှိနော်တဲ့ဂျာယာကတော့မူစံကဲကြောတို့ဘာဥရုကိုဂျိုအားဟေကိုကြိုက်လေဂျာယာကိုမေးလိုက်ဂျာယာကဂျော်နော်ကျွန်တော်ကတော့ရောရမှုຫນွေနှောင်းကိုဂျိုအားဟေကိုကြိုက်တယ်ຫນွေနှောင်းကိုကြိုက်တယ်နော်ຫນွေနှောင်းက6ခွန်ရှင်နော်တခါပြန်မေးတယ်ခါလိုကမုံကိုတဲ့မုံကိုရဲ့ကြောဥတော်တဲ့ဆောင်းနှောင်းကတော့ဟောတေယိုဘယ်လိုလဲနော်ခါလိုကပြန်မေးတယ်ဒါဆိုဂျာယာကဘာလိုမျိုးလဲမုံကိုလိုမျိုးနော်ဟုတ်ပြီအဲ့တော့မုံကိုရဲ့ဆောင်းနှောင်းကဘယ်လိုလဲဆိုတော့ဂျာယာနေပြန်ပြောတယ်ဂျာယာနော်မုံကိုတဲ့မုံကိုရဲ့ကြောဥတော်ဆောင်းနှောင်းကတော့နော်မူချူော်ယိုအရန်အေးတယ်နော်အရန်အေးတယ်ဒါမယ်နော်ဟုတ်ပြီစကားပြောပြန်တာလေးပါအောက်ကိုဆက်သွားမယ်အောက်က data ပဲပါယူဖြည့်ကြည့်ပါတဲ့အောက်ကနေဖြည့်ကြည့်မယ်နော်အဲ့တော့ဂျာယာရှိနော်နဲ့ဂျာယာကတော့မူစွန်ကေကျော်တို့ဘာဥရုကိုကြွားဟေရောကြိုက်လေဒီစာကြောင်းလေးပဲပြန်ပေးတာနော်ဟုတ်လားခါလို့ပေးတဲ့ဟာလေးဒါခါလို့ပေးတာအဲ့တော့ဂျာယာကဘာကြိုက်တာလဲလူရင်းနားကိုကြိုက်တယ်ဆိုတော့ဒီစာကြောင်းလေးပြန်ပြအောင်နော်ဂျော်နွန်ရောတော်မူကြွားဟေရောနော်မုံကိုရဲ့ပြောဦးတော့ဆောင်းနှောင်းကဆောင်းနှောင်းကတော့နားရှိကယာတိဥရုကအော်တေယိုဘယ်လိုလဲအဲ့တော့ဒီမှာယာတိဥရုဘယ်လိုလဲလို့မေးထားတယ်မေးထားတော့သူ့ရဲ့ယာတိဥရုကဘာဖြစ်တာလဲအယံဤတွေဒါလေးပြန်ဖြစ်ပြီးရင်ရပါမုံကိုရဲ့ဂါဥရောနားရှိကအော်တေယိုဆိုတဲ့နေရာမှာဒီအော်တေယိုဆိုတဲ့နေရာမှာနော်မူချူောယိုအယံဤတယ်လို့ဖြေလိုက်ရင်ရပါပြီဟုတ်ပြီကဲအောက်ကိုဆက်သွားပါမယ်ဂျေရှိတွင်ပေါ်ပြထားတဲ့ဖြိုညွန်းတို့ဖော်ပြချက်တွေကိုပွားလျုံငါရောအသုံးချပြီးတော့ပေးထားတဲ့ဖော်ပြချက်တွေကိုလက်တွေ့အသုံးချပြီးတော့ဒေဝါဟဲဖို့စေကိုစကားပြောလေးလုပ်ကြည့်ပါတဲ့နော်အဲ့တော့သူကဒီမှာဆိုရင်ပေးထားတယ်ဒါဥပမာလေးပေါ့နော်ຫນွေဥပေးထားတယ်ຫນွေထွေးတယ်ပေးထားတယ်ຫນွေဥຫນွေထွေးသည်စောင်းဥပြင်းများသည်ဒီလေးချက်ပေးထားတယ်အဲ့နေရာမှာဒီຫນွေဥဆိုတဲ့နေရာမှာရောတော့ကိုစားထိုးမယ်တူတာတုထာရာဆိုတဲ့နေရာမှာဒေါတာကိုစားထိုးမယ်ဒါဥဆိုတဲ့နေရာမှာကြောဥကိုစားထိုးပေးရရင်ရှီဝနာရာဆိုတဲ့နေရာမှာချွတာကိုစားထိုးပေးရင်ရပါပြီ။ကြဖတ်ကြည့်မယ်နော်။ဘိုးမွန်နွေဥကတော့နားရှိကယာတိဥရုကဟောတေယိုဘယ်လိုလဲ။ဘယ်လိုလဲဆိုတော့သူကပြန်ပြေတယ်။တာတုထေယိုနွေထွေးတယ်နွေဥကနွေထွေးတယ်နော်။နောက်ဂါဥတော့ဆောင်းဥကတော့နားရှိကယာတိဥရုကဟောတေယိုဘယ်လိုလဲ။အဲ့တော့ဆောင်းဥရဲ့ယာတိဥရုကရှီဝနေယိုအေးများတယ်။ကဲအဲ့တော့စားထိုးပြန်ဆိုကြည့်မယ်နော်အဲ့တော့ຫນွေဥဆိုတဲ့နေရာမှာဘာစားထိုးရမှာလဲຫນွေဥဆိုတဲ့နေရာမှာယောရုံနော်ຫນွေဥဆိုတဲ့နေရာမှာယောရုံမောနောက်ကအတူတူပဲနော်နာရှိကဟောတေယိုယာလီဥဒုဘလို့လေနော်အဲ့တော့တာတုထာရာဆိုတဲ့နေရာမှာဒေါတာပြီးတော့ဒေါဝောယိုဒါလေးစားထိုးလိုက်ဒေါဝောယိုပူတယ်ပေါ့နော်ပူတယ်ဟုတ်ပြီတခါဂါဥဆိုတဲ့နေရာမှာဘာစားထုတ်မလဲယောဥယောဥရောနာရှိကတောတေယောစောင်းနှောင်းညာလီဘလို့လဲနော်ရှီဝနာရာလို့ပေးထားတယ်ရှီဝနာရာဆိုတဲ့နေရာမှာချူတာကိုထည့်လိုက်ကြပါပြီချူဘောယိုအေးတယ်ကဲနော်အဲ့ဒါလေးစားထုတ်ပေးလိုက်ရပါပြီဒါလေးစားထုတ်ပေးရမယ်နော်ဟုတ်ပြီတရားကိုဆက်သွားကြည့်အောင်အောက်ကတော့ဘာတော့အတန်တွဲပေါ့နော်အဲ့တော့အတန်တွဲလေးတွေကဒီမှာဆိုလို့ရှိရင်တဲ့နော်ရေဆိုတာရှိရပေါ့နော်ဒီမှာဆိုရင်ရေအဲ့ဒါကိုဂေလို့ပဲဖတ်မယ်ပေါ့နော်ဂေလို့ပဲဖတ်မယ်နော်အပေါ်ကတော့ရေရ
ရေစုစာလေနော်အောက်မှာရှိခရေလုံးထွက်တော့ရှိခေခရေရမ်းမဟုတ်ခေရမ်းကြီးဟရေလုံးမထွက်ရဘူးကြီးဟေအွန်ညေလို့အွန်ညေနော်အွန်နေအွန်ညေဒါတန်တော်လေးတွေဖြစ်ပါနော်ဒီအောက်ကိုဆက်သွားပါမယ်ဟောဝီဤရာသီဥတုနာရှိရာသီဥတုရာသီဥတုလေးတွေကိုဖတ်ကြည့်အောင်အဲ့တော့နာရှိဆိုတာဗါလေရာသီဥတုနာရှိကဂျိုထာရာသီဥတုကကောင်းသည်နာရှိကနာပုတ္တာရာသီဥတုကမကောင်းဘူးနောက်မတ္တာဆိုတာကကြည်လင်သည်ခုရီတာဆိုတာကအုံဆိုင်သည်နောက်နုနိအိုရာနှင်းကြသည်နုနိခရချီတာနှင်းတိတ်သည်နောက်ဗာရမိဘူးတာလေတိုက်သည်ဘီကအိုရာမိုးရွာသည်ဘီကခရချီတာမိုးတိတ်သည်မင်းကြီးလေးတွေတော့ကြက်ထားမယ်နော်အဲ့တော့ဒီမင်းကြီးလေးတွေတင်ပေးထားတာလည်းရှိပါတယ်နော်အဲ့တော့ပေထဲမှာရောတင်ပေးထားတာ YouTube မှာရောတင်ပေးထားတာရှိပါတယ်ရှားကြည့်ပေးမယ်နော်နောက်မာနီအများကြီးကျောင်းမတကယ်ကိုပြောလို့သိပြောပါစေဟယ်လိုဒီနေ့တွေပါတယောက်ကဂရီမူတဲ့ပုံကိုဘိုးကိုကြည့်ပြီးဘိုးကြီးဝါဥပမာနှင့်ဂါချီအတူတူတေဝါတို့သကပြောကိုဝန်ဆောင်50ယူပြည့်စုံအောင်လုပ်ပါဥပမာနဲ့ပြည့်စုံအောင်လုပ်ပါမယ်တဲ့အဲ့တော့ဥပမာဒါဘိုးကြီးသွားပါလေဥပမာပါဥပမာလေးကိုကြည့်မယ်နားရှိကယာဒီဥဒုကအော်တေယိုဘယ်လိုလဲသူ့ရဲ့ပုံစံလေးကိုကြည့်လိုက်တာယာနေကောင်းတယ်နော်အဲ့တော့နားရှိကကြွားယိုယာဒီဥဒုကောင်းတယ်အောက်ကတော့ပုံကိုကြည့်ပြီးပြန်ရေးမယ်နော်နာရှိကအော်တေယောရာသီဥတုကဘယ်လိုလဲပုံကိုကြည့်လိုက်ဘာဖြစ်နေလဲနှင်းကြတယ်နှင်းကြတာကိုရီးယားလို့နူနီအိုရာနူနီဝါယိုဆိုတာကြောင်းလိုက်တော့နူနီဝါယိုနှင်းကြတယ်နောက်နံပါတ်2နာရှိကအော်တေယောရာသီဥတုကဘယ်လိုလဲပုံကိုကြည့်လိုက်မယ်ဘာဖြစ်နေလဲမိုးရွာတယ်မိုးရွာကိုရီးယားလို့ဘီကာအိုရာရေးလိုက်မယ်ဘီကာဝါယိုမိုးရွာတယ်ဒါလေးရေးပြရနော်ဘီကာဝါယိုနောက်နံပါတ်3နာရှိကအော်တေယောရာသီဥတုဘယ်လိုလဲပုံကိုကြည့်လိုက်တေးနေထူနေတယ်အုံဆိုင်နေတယ်အဲ့တော့အုံဆိုင်တာကိုဟိုရီတာရုပ်ပုံစံပြောင်းလိုက်ရင်ဖူလျောယိုအုံဆိုင်ပါလေနောက်နံပါတ်4နာရှိကအော်တေယောရာသီဥတုကဘယ်လိုလဲအဲ့မှာကြည့်လိုက်လေတွေတိုက်နေတယ်နော်အဲ့တော့လေတိုက်တာဗာရမီဘူးတာပြန်ရင်းမယ်ဗာရမီဘူးရောယိုလေတိုက်တယ်ကြမယ်နော်ဟုတ်ပြီဒါလေးတွေဖြစ်ပြရတာဖြစ်ပါတယ်ကဲအောက်ကိုဆက်သွားမယ်မုံဘောဤတဲ့သရနံပါတ်2ကိုရောက်လာပြီသရနံပါတ်2ကအမ်တဲ့အဓိပ္ပာယ်ကအမ်လာဘတ်ပေါ့နော်မဘူးစားလားမစားဘူးကြိုက်လားမကြိုက်ဘူးသွားလားမသွားဘူးကြက်လားမကြက်ဘူးနော်မဘူးနော်မအငင်းလောက်တဲ့အခါမှာသုံးပေးရတာဖြစ်ပါတယ်နော်အန်နောတဲ့ဒီ am ဆိုတဲ့တရားလေးကတော့တဲ့ဒုံစာရောင်ယုံစာရဲ့ကရိယာနာမဝိသေသနာတွေရဲ့အဖေရှေ့မှာနိုရောထားပြီးနော်ရှေ့မှာထားရနော်အန်ကဲငွေနာအပြုတ်မှုသို့မဟုတ်ဆန်းထဲသူအခြေအနေတွေကိုဒန်းစွန်နိရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူတဲ့ဘူကြောင့်ဟာမှုညင်းဆိုခြင်းကိုနာထနေကောနာပေါ်ပြတာပဲဖြစ်ဖြစ်ဂျောကကတ္တာကဝေကြည်ရုစန္ဒတွေကိုဂါကြီးကိုအကြည်အနုမှုမရှိကြောင်းနော်ဝေကြည်ရုဂါကြီးကိုဟာချီအနုမှုဆိုတာကစန္ဒမရှိကြောင်းကိုနာထနင်းတာပေါ်ပြပါတယ်ဘီကအန်နွာယိုအောက်မှာဆက်ဖတ်မယ်နော်ဘီကအန်နွာယိုဆိုမိုးမရွာဘူးနော်မိုးရတယ်မိုးမရွာဘူးဟူအောင်ကတော့ဂီဘွန်နီအန်ဂျိုယိုစိတ်ခံစားချက်ကမကောင်းဘူးမပျော်ဘူးပေါ့နော်ဟဲ့လားဂီဘွန်နီအန်ဂျိုယိုစိတ်ခံစားချက်မကောင်းဘူးမပျော်ဘူးဟုတ်ပြီကဲအဲ့တော့နောက်တစ်ခုအမှတ်ချက်မြောင်းစာဝါတဲ့နန်နှစ်အာရာကတဲ့ရောဓတွင်ပေါင်းစပ်လိုက်တဲ့ဒုံစာတို့ကရိယာတွေကိုဘူကြောင်းဟတဲ့နင်းတဲ့အခါမှာမြောင်းစာဝါနောင်နဲ့ဟာရာစာရဲ့ဟာရာရဲ့ဂျားမှာအန်နုစွန်တာအန်ကိုထားပေးရမယ်အဲ့တော့အန်ကအမြဲတမ်းရှေ့ဆုံးမှာထားရတာလားဆိုတော့အန်ကအမြဲတမ်းရှေ့ဆုံးမှာထားရတာမျိုးမဟုတ်ဘူးအဲ့တော့ဘာလဲဆိုရင်သူကဟာရာနဲ့စုံတဲ့ကရိယာတွေရှိရပေါ့နော်အဲ့တော့နံပါတ်1ဟာရာနဲ့စုံရမယ်ဟုတ်ပြီနော်ဟာရာနဲ့လည်းစုံရမယ်နံပါတ်2ချက်ဟာရာနဲ့ဆုံးပြီးတော့နံပါတ်2ချက်ကလှုပ်ရှားမှုပြဖြစ်ရမယ်ဟာရာနဲ့လည်းဆုံးတယ်လှုပ်ရှားမှုပြကရိယာလည်းဟုတ်တယ်ဆိုရင်အဲ့ကြတော့ပြန်ရှင်းမယ်နော်ဟုတ်ပြီနော်
အဲ့တော့ဗာလဲဆိုလို့ရှိရင်ဟာရာနဲ့လဲစုံတယ်နော်ဟာရာနဲ့လဲစုံတယ်လှုပ်ရှားမှုနော်အဲ့တော့လှုပ်ရှားမှုလည်းဖြစ်တယ်ဆိုရင်တဲ့ဒီနဲ့ချက်တော့ညီရမယ်နော်နံပါတ်1ဟာရာနဲ့စုံတဲ့ကရိယာဖြစ်ရမယ်နံပါတ်2အဲ့ဒီဟာရာနဲ့စုံတဲ့လှုပ်ရှားမှုကြီးအားတဲ့ဟာရာနဲ့စုံတဲ့ကရိယာရဲ့လှုပ်ရှားမှုပြဖြစ်တယ်ဆိုရင်တဲ့အံကိုရှေ့မှာမထားဘူးဟာရဲ့ကြားမှာပဲထားဟာနဲ့ကြားမှာပဲထားမယ်တဲ့ဥပမာကြည့်အိုနိုတဲ့ဒီနေ့ကတော့ e ဆိုတာအလုတ်နော်အလုတ်လုတ်ပြီမို့လား e ရတာလေနော်အဲ့တော့ e ရတာဘာလုတ်ပြီလဲလုတ်လုတ်ပြီအဲ့တော့ဒီကောင်ကိုကြည့်လိုက်နံပါတ်1ဟာရာနဲ့စုံတယ်ဟုတ်ပြီနော်နံပါတ်2အလုတ်လုတ်တယ်ဆိုတာဘာကြီးလဲလှုပ်ရှားမှုဟုတ်တယ်အဲ့ဒါကြောင့်မလို့e ဟာရာအန် e ဟာရာလို့မရေးရတော့ဘူးဘယ်လိုရေးမလဲဆိုရင်ရှေ့မှာထည့်ရတော့နော် e အန်နာတာဒီလိုမျိုးလေးဖြစ်သွားနော်ဟာရာနဲ့စုံတဲ့ကရိယာတွေဆိုနေသတိထားပေါ့အန်နဲ့ရေးမယ်ဆိုရင်နော်ဟာရာနဲ့စုံတာဟုတ်တယ်နောက်တစ်ခုလှုပ်ရှားမှုဟုတ်တယ်ဆိုရင်အဲ့ဒီဟာရဲ့ရှိမှာပဲအန်လေးကိုထည့်ပြရမယ်ကျန်တဲ့ဟာတွေတော့ကျန်တဲ့ကရိယာတွေဆိုလို့ရှိရင်အန်ကိုရှေ့သုံးမှာထည့်လို့ရပါတယ်နော်ဒီဟာရာနဲ့စုံတယ်ဆိုရင်တော့နည်းနည်းသတိထားပြရမှာဖြစ်ပါတယ်တဲ့အဲ့တော့ကြည့်ဘို့တို့ e အန်နဲ့ရောဒီနေ့အလုံးမလုံးဘူးအန် e ဟဲယို e ဟဲယိုလို့မပြောတော့ဘူးနော်အန် e နဲ့ယိုအန် e ရဲယိုလို့မပြောတော့ဘူး e အန်နဲ့ယိုအလုံးမလုံးဘူးနောက်နာနောအွန်းသုံးအမှာအာကစားလောက်တယ်မလားအွန်းတုံးဟာတာလေအွန်းတုံးဟာတာအဲ့မှာကြည့်နံပါတ်1ဘာနဲ့ဆုံးလဲဟာတာနဲ့ဆုံးတယ်ဟုတ်တယ်မလားဟာတာနဲ့ဆုံးတယ်နော်နံပါတ်1ဟာတာနဲ့ဆုံးတယ်အာကစားလုပ်တယ်ဆိုတာဘာမှပဲလေလှုပ်ရှားမှုပဲအဲ့ဒါကြောင်းမလို့တဲ့နော်ဒီအန်ကိုဟာရဲ့ရှိမှာပဲဟာအွန်းတုံးအန်နာတာနော်ဒါကြောင့်နာနောအွန်းတုံးအန်နေယောနာနောအွန်းတုံးအန်နေယောဆိုပြီးတော့ဖြစ်သွားတာရမယ်နော်နားလည်မယ်နော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကအဲ့တော့မဘူးဆိုတဲ့ညင်းတဲ့တရားလေးကတဲ့ဒီအန်အစားပေါ့နော်အန်ဒေရှင်းနဲ့ဆိုအန်အစားမဘူးနင်းတဲ့ဟာတခုလည်းရှိရမဟုတ်နော်အဲ Gianta Group Gianta ဆိုတာလည်းမဘူးပဲနော် Gianta ကိုတဲ့ဒုံစားရောင်းရောင်းစားတွေရဲ့ဒီကရိဒါကြနောက်မှာပေါ့နော်ကရိယာတွေနမဝိဇ္ဇနာရဲ့နောက်မှာဘူးကြောကပ်ပြီးတော့ဘူးချောင်းနဲ့တွတ်စုအငင်းဝါကြကိုတဲ့နာထနဲ့စုတာပေါ်ပြနိုင်ပါတယ်တဲ့အဲ့တော့အငင်းဝါကြနော်အဲ့တော့ဘီကအိုရာမိုးရသည်မို့လားဘီကအိုတာမိုးရသည်နော်ဒါကိုဖြုတ်လိုက်မယ်နောက်ကနေကတ်ရေးလိုက်ရုံပဲ G အာနာယိုဘီက OG အနာယိုမိုးမရွာဘူးအဲ့လိုရေးလဲရတယ်လို့ဘီကအန်နွာယိုမိုးမရွာဘူးဒီလိုရေးလဲရအန်နဲ့အစာဂျီအန်နာယိုမဘူးဆိုတဲ့တရားကိုသုံးလို့လဲရပါတယ်နော်နားလည်မယ်နော်ကဲအောက်ကညင်းကြည့်မယ်နော်အဲ့တော့ဂရီမှုပုံကိုဂရီမှုပုံကိုတဲ့ဘိုးကိုပုံကိုဘိုးကိုကြည့်ပြီးဘိုးကြီးဝါဥမာနဲ့ဂါချီအတူတူဒေဝါတို့စကားပြောကို150ကိုပြည့်စုံလောက်ပါနော်ပုံကိုကြည့်လိုက်နော်နူနီဝါယိုတဲ့မေးတဲ့လူကနူနီဝါယိုနှင်းကြသလားတဲ့တော့ကြပါဘူးနော်ကြည်လင်းနေအာနီယိုနူနီအန်နာယိုနှင်းမကြဘူးအပေါ်ကနှင်းကြလားဆိုရင်နှင်းမကြဘူးလို့ပြန်ရေးမယ်နော်အပေါ်ကဟောက်ပြန်ညင်းမယ်ပေါ့နော်ကြိုက်လားဆိုရင်မကြိုက်ဘူးကြက်လားဆိုရင်မကြက်ဘူးလွယ်လားဆိုရင်မလွယ်ဘူးအပေါ်ကမေးခွန်းကိုပဲမလုပ်ပါနဲ့ပြန်ရေးမယ်နော်ပြန်ညင်းမယ်နာရှီကရာဒီဥရုကဂျွာယိုကောင်းလားလို့မေးရမလားအဲ့တော့မူရင်းဘက်ကပါလေကောင်းလား